A grade မင်းဒီမကြာမီသူမနဲ့အထူးအိတ်ဆက်ရန်ရောက်ရှိလာတော့မီဖြစ်တော့ကြောင့်အစီကံများကအမျိုးသမီးအခြေတော်များကိုခက်နှိပ်ချုံနှောင်ထားခဲ့ကြသည်ထွက်ပြေးလွတ်မောက်ရန်အတွက်သူမသည်စံထိုးတစ်ချောင်းကိုထုတ်ယူကာတန်ချီချင်းများကိုတိတ်တဆိတ်ဖွင့်ခဲ့သည်သို့သောထိုအချိန်မှာပင် A grade သည်သူမ၏ရှေ့မောက်သို့ရောက်ရှိလာခဲ့သည်သူသည်သူမ၏အသက်ကိုနှုတ်ယူတော်မူအလားလေဘင်းကိုညှစ်လိုက်တော့လေသူမ၏မျက်ရည်မျှကိုညင်လိုက်ရသောအခါစိတ်ပျော်သွားခဲ့သည်သူသည်သူမကိုလွယ်လွယ်နှင့်အသေးမခံခြင်းပြီသူသည်သူမ၏ပခုံးကိုအားပါးတဲ့ကိုက်လိုက်ပြီးအကယ်၍ထွက်ပြေးရန်တန်ချီချင်းများကိုထပ်မံဖွင့်ရန်ကြိုးစားပါကသူမ၏လက်ချောင်းများကိုတချောင်းချင်းရိုက်ချိုးပြီးမိဟုတတိပေးခဲ့သည်အမျိုးသမီးသည် A grade အားဂရုဏာတော်အတွက်အတနာခံခဲ့ပြီးနောင်ဘဲတော့မှထွက်မပြေးတော့ပါဟုကတိပေးခဲ့သည် A grade ကအမျိုးသမီးနောက်တစ်ချိန်မထွက်ပြေးနိုင်စေရန်အတွက်ရခင်ထက်စေစပို၍ခိုင်ခန့်သောတန်ချီချင်းအသည့်များကိုယူဆောင်လာရန်အစီကံများကိုအမိန့်ပေးခဲ့သည်A grade သည်သူမအားအတင်းကျပ်နိုင်ရန်ရှိသို့တိုးလာခဲ့သည်သူမသည်သူ့ကိုတွန်းထုတ်ရန်ကြိုးစားတော့လေအမှတ်မထင်သူ့၏ရင်ဘတ်ကြွက်သားများကိုထိမိသွားခဲ့သည်၎င်းတို့မှနူးညံ့ပြီးချောမွေနေသလိုခံစားလိုက်ရသည် A grade သည်သူမကိုပြင်းထန်သောအကြီးပင်စိုက်ကြည့်လိုက်သည်သူမကအချိန်မှအလွန်နောက်ကျနေပြီဖြစ်တဲ့စောင်းချုံပြီးစောစောစီးစီးအနားယူကြရန်အကြံပေးခဲ့တော့လေ A grade ကကျွန်တော်မှာဂရင်ပေါ်မှာအိတ်ဆက်ပိုင်ခွင့်မရှိဘူးဟုကြေညာလိုက်သည်သူသည်သူမကိုဂရင်အောက်ရှိချဲပင်ပေါ်သို့တိုက်ရိုက်တွန်းချလိုက်သည်တိုက်ကောင်ရန်အချိန်တွင်အမျိုးသမီးမှာအလွန်အမြင့်ချမ်းရည်လာခဲ့သည်သူမသည် A grade ၏ဆောင်းကိုခိုးယူရန်ကြိုးစားတော့လေနိုးနေသေးသော A grade ကသူမကိုဖမ်းမိသွားခဲ့သည်သူမသည်၎င်းကိုဖုံးကွယ်ရန်အတွက်စင်ချေခုကိုအမြန်ပေးလိုက်ရသည်နောက်ကနေနက်နက်တွင်အမျိုးသမီးနိုးလာသောအခါ A grade မှာထွက်ခွာသွားပြီဖြစ်ကြောင်းတွေ့ရှိလိုက်ရပါတော့သည်